ငငယ်တုန်းကအရန်နာမည်ကြီးရဲ့မြန်မာဂိမ်းပါရှိလေလို့မေးရင်ငတက်ပြားဂိမ်းရှိပါတယ်။ဒီငတက်ပြားဂိမ်းနာမည်ကြီးခဲ့တဲ့2012-13ဝန်းကျင်ကို2000ဘိုးနဲ့အကုန်မှီခဲ့မှာပါ။ဂိမ်းနဲ့ကငတက်ပြားကာရိုက်တာကမြန်မာရာဇဝင်တွေကတခိုးကြီးငတက်ပြားကိုယူထားတာဆိုတော့တကယ်လဲရာဇဝင်မှာခိုးတာဘလောက်တော်ခဲ့ကြောင်ဗဟုသုတအနေနဲ့ပြန် sharing လုပ်ပေးပါရစေ။ငတက်ပြားဆိုတာမြန်မာရာဇဝင်မှာအင်မတန်နာမည်ကြီးတဲ့တခိုးကြီးတူပါ။ဒါပေမဲ့သူကတာမန်တခိုးမျိုးမဟုတ်ပဲရဲစွမ်းတတိရှိပြီးပညာသားပါခိုးတတ်တဲ့ပညာသည်တယောက်လိုတော့ပြောလို့ရပါတယ်။အင်ဝါခေတ်ကစူပါဟီးရိုးတခိုးငတက်ပြားဟာအင်ဝါဘရင်မင်းကြီးစွာစော်ကဲလက်ထက်မှာပေါ်ထွန်းခဲ့တာပါသူ့ရဲ့ခိုးဒီခိုးဟန်တွေကအံ့ဩစရာကောင်းလို့ရာဇဝင်မှာထင်ရှားကြံ့ရစ်ခဲ့တာပါငတက်ပြားကိုဘရင်ကဖမ်းမိရဲ့အခါမင်းကြီးစွာစော်ကဲကသူ့ကိုတတ်ဖို့အမိန့်မပေးခင်စမ်းသပ်ချင်တာနဲ့မင်းတက်ခဲ့ပဲတော်သလားဆိုပြီးနေပါတယ်ငတက်ပြားကလည်းဘရင်ကြီးရဲ့ခါမှာပတ်ထားတဲ့ရွှေမြောက်သားကိုလူမသိအောင်ခိုးပြမယ်လို့စိန်ခေါ်ခဲ့ပါတယ်ဘရင်ကတတိထားပြီးစောင့်နေပေမဲ့ငတက်ပြားကညှဉ်းနှံ့တဲ့အခါအဆောင်တွေကိုကြော်ဖြတ်အိတ်ဆောင်ထဲထိဝင်ပြီးဘရင်ကြီးရဲ့ခါကဓာတ်ကိုခိုးယူသွားရုံဒီမကပဲဘရင်ကြီးရဲ့ခေါင်းရင်းမှာကိုးလူတွေကိုပါတည်ခင်းသွားခဲ့ပါတယ်။မနက်လင်းလို့ဘရင်နိုးလာတဲ့အခါဓာတ်လည်းမရှိတော့ပဲကိုးတွေတွေ့လိုက်ရမှာငတက်ပြားရဲ့အစွမ်းကိုစပြီးလက်ခံခဲ့ရပါ။ငတက်ပြားရဲ့ရဲစွမ်းတတိနဲ့ဖြတ်ထိုးညံကိုသဘောကျသွားတဲ့မင်းကြီးစွာစော်ကဲဟာငတက်ပြားကိုတတ်မဲ့အစားအနားမှာအမှုထမ်းစေခဲ့ပါတယ်။နောက်ပိုင်းမှာငတက်ပြားဟာငတက်ပြားဆိုတဲ့အမည်နဲ့ပဲမြန်မာယူရီးယားစစ်ပွဲတွေမှာရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့တဲ့စစ်သူကြီးတဦးဖြစ်လာခဲ့ပါတယ်။ငတက်ပြားရဲ့နယံတက်တာအရေးကြီးတာနဲ့ခြေတံလုံးနာမှာပြိုင်ဘက်မရှိဘူးလို့ဆိုကြပါတယ်။ developer တွေကဒီမြမရာဇဝင်ဇာတ်လမ်းကိုအခြေခံပြီးငတက်ပြားကိန်းကိုထုတ်ခဲ့ရပါ